Hello ဒီနေ့မှာတော့အိမ်ကအမျိုးသားလေးကြိုက်တယ်တော်တော်များများလေးကြိုက်ကြတဲ့သီးဆုံးပဲကလိုင်းလေးချက်ပါမယ်။ပါတဲ့ပစ္စည်းလေးတွေကတော့ခွက်တွေအရင်မများတဲ့အတွက်ကြောင့်မလို့စလုံးတစ်ခုတည်းမှာပဲစုထည့်ထားပါတယ်။ဖြုံသီးလေးသုံးမယ်။ရွှေဖြုံသီးလေးပေါ့နော်။ပြီးအာလူးပါမယ်။ခရမ်းသီးပါမယ်။ရုံးပရီသီးပါမယ်။ကြက်ဥလေးကတော့3လုံးလောက်ပဲထည့်လိုက်ပါတယ်။ဒါကတော့ဒီချက်သွန်ဖြူနဲ့ချက်သွန်လေးရဲ့ငုတ်သီးအစိမ်းမုံလို့ခေါ်တော့အယောင်တင်မုံကိုကြိတ်ထားတာပေါ့နော်မျိုးစုံလေးကတော့2ယောက်စာပဲချက်မဲ့ပြုတ်မယ်ဆိုရင်မျိုးစုံသေးသေးလေးပဲဝယ်သုံးထားတယ်ဒါကတော့ပဲပေါ့ကလပ်ပဲကိုညတည်းကရေစိမ်ပြီးတော့ပြုတ်ထားတာဖြစ်ချင်တော့ဒီဝယ်တဲ့ဆိုင်မှာဒီပဲတစ်မျိုးပဲရပြီးတော့ပဲကဟောင်းနေတဲ့အခါကျတော့ပြုတ်ရတာအရင်တော့မနူးပါဘူးဒါကတော့အမွှေးနှံသားလေးထည့်ချင်လို့ပေါ့နော်ကရက်ခွေးရဲ့တစ်ချပူကောင်းတဲ့ဒါကတော့နန်းနန်းစီပေါ့မဲမဲလေးတွေကနန်းနန်းစီပါဒါကတော့အချင်းတလေးပါအောင်လို့မချီးနှစ်လေးကိုရင်နွေးလေးနဲ့ဖြိုထားတာပါဒါကတော့အကုန်လုံးပြင်ဆင်ထားတဲ့ဟာလေးပေါ့နော်ဒါကတော့ချင်းချင်းကြုံကြုံ2ယောက်စာမိဝေချောင်းလေးပါခဲအခုတော့စီယိုတင်းတလောက်လေးထည့်မယ်ပြီးသွားရင်ထုံးစံအတိုင်းအယောင်လေးလည်းကောင်းမယ်ကျမနည်းနည်းညီညွတ်တဲ့နုံနည်းမုတ်လေးနည်းနည်းထည့်မယ်စီလေးပူလာတဲ့အခါမှာခုနကထောင်းထားတဲ့ချက်သွန်ဖြူနေနဲ့မျိုးဒီငုတ်ဒီစီတက်မယ်ပေါ့နော်စီတက်ထားမယ်စီတက်ပြီးစီတက်လာလို့စီတက်တဲ့အခါမှာမီးပြုတ်ပြုတ်လေးနဲ့စီတက်မယ်အရင်မတူအောင်ဦးမကအောင်လို့စီတက်ပြီးတော့နည်းနည်းလေးနွမ်းလာပြီးဆိုရင်ခုနကအမွှေးချိုင်လေးတွေထည့်ပြီးတော့စီတက်အလားလေးလည်းအနံ့ထွက်လာပြီးဆိုရင်ကြတော့ဘဲလေးကိုပါထည့်ပြီးစီတက်လိုက်ပါတယ်တချို့ကြတော့ဘဲကိုတန်းစီမတက်ဖဲနဲ့နောက်ဆုံးအကုန်လုံးအရေးလေးပါတယ်ပြုတ်ပြီးသွားတော့မှဒီရေထည့်ပြီးရေပွက်လာတော့မှဘဲထည့်တာလည်းရှိရပေါ့နော်ဒါတော့တယောက်တစ်မျိုးချက်လေးတွေခွဲနိုင်ပါတယ်အခုပဲလေးလေးနည်းနည်းစီတက်တောင်လေးဖြစ်ပြီးလုံးလုံးလေးဖြစ်သွားပြီဆိုရင်ရေကိုတင်းသလောက်ပေါ့နော်ကိုအိမ်မှာလူရှိသလောက်အစဉ်ပြေမဲ့ပမာဏလေးထည့်လိုက်ပါတယ်စီတက်တဲ့အချိန်မှာတော့မီးအေးအေးလေးနဲ့တက်ဖို့တော့အရေးကြီးပါတယ်မဟုတ်ရင်အရန်တိုးသွားပါလိမ့်မယ်အဲ့တော့ရေလေးတင်းသလောက်ထည့်ပြီးသွားရဲဆိုရင်တော့အဖုံးအုပ်ပြီးတော့ပွက်လာတဲ့အချိန်ကိုစောင့်ပါမယ်အခုလိုမျိုးအရေးလေးတွေပွက်လာပြီးဟေ့ဆိုရင်ပထမဦးဆုံးပြုတ်ရခတ်တော့အချိန်ကြာမဲ့အာလူကနေစပြီးတော့ပြုတ်ပါမယ်အစာပလာတွေကိုတပြိုင်တည်းအကုန်ထည့်တဲ့အခါကျရင်ရုံးပရိသီလိုမျိုးနူးလွယ်တဲ့ဟာတွေကအရင်ပြုတ်ပြဲသွားမှာဆိုတဲ့အတွက်ကြောင့်မို့လို့ဒီမာတဲ့အာလူတို့ဖြုံကြီးတို့ကနေအစင်ပြုတ်လိုက်စောင့်လိုက်ဖြစ်ပြီးတော့အကုန်လုံးနူးပြီးဟေ့ဆိုတော့မှနောက်ဆုံးမှာနူးလွယ်တဲ့ရုံးပရိသီတို့ခရမ်းသီးတို့အထက်မှာဖြစ်ပါတယ်ဒီတစ်ခါတော့တခါတည်းဒုတိယအချိန်မှာရွှေဖြုံသီးထည့်တယ်ပြီးသွားရင်တခါတည်းအရသာဝင်အောင်လို့ကြက်ဥလေးတွေကိုပါထည့်ပေးတာပါတယ်ကြက်ဥကိုအလုံးလိုက်ထည့်ခြင်းတဲ့အတွက်ကြောင့်မို့လို့အရသာလည်းဝင်အောင်လို့ကြက်ဥကိုဘေးပတ်လေးပေါ့နော်လေးပတ်လေးထဲမှာဓာတ်လေးနဲ့မှုန်းပေးထားပါတယ်အခုဆိုရင်အရင်ဆုံးထည့်လိုက်တဲ့အာလူကလည်းနူးတလောက်ဖြစ်သွားပြီရွှေဖြုံသီးကလည်းနူးပြီဆိုတော့အရသာလေးနည်းနည်းမီးပြီးတော့အရသာစပြီးတော့ထည့်တော့ပါမယ်အိမ်မှာတော့ဒီချုံမုတ်ကရှော့သုံးတယ်မသုံးတလောက်ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့မပြရတော့နည်းနည်းလေးဦးစားပေးသုံးဖြစ်တယ်ပေါ့နော်နောက်ပြီးသွားရင်ဒီဂျပန်ကထုတ်တဲ့ငါးရတာမှုတ်ဆိုတာပေါ့နော်အလားလဲချုံမုတ်ပါမပါတော့မပြောတတ်ပေမဲ့အလှလေးလည်းချုံမုတ်အစားထိုးအနေနဲ့သုံးပါတယ်အခုဆိုရင်အကုန်လုံးနှီးပါချက်ပြီးတော့နူးနေဖြစ်တဲ့ကြောင့်မလို့နောက်ဆုံးမှထည့်ရမယ်ရုံးပတိတီနဲ့ခရမ်းတီကိုထည့်လိုက်ပါပြီ
အခုဆိုရင်အကုန်လုံးလေးပါလဲနူးပြီးရုံးလေးသေးလည်းအနေတော်လေးအနေထားဖြစ်ပြီးဆိုရင်အချင်းတက်လေးပါအောင်လို့မကြီးနှစ်လေးကိုထည့်ပါမယ်ဒီနေရာမှာပေါ့နော်အရွက်တွေအသီးတွေပေါ့နော်မထည့်ခင်မှာမကြီးနှစ်ကိုအရင်မထည့်ပါဘူးမကြီးနှစ်ရဲ့သဘောကငါးလေးတွေပါလေးချင်တယ်သူကတောင်ပြောမာဝါတတ်တဲ့နှုတ်ဆက်ဖြစ်သွားတတ်တဲ့သဘောတဘာဝလေးရှိတဲ့အခါကျတော့အသီးနှံတွေမထည့်ခင်မှာမကြီးနှစ်ထည့်ထားပြီးတော့မှအသီးနှံထည့်ရင်စိတ်ထဲမှာပေါ့နော်မနူးတလို့မျိုးမာဆက်ဖြစ်သွားမှာဆိုလို့နောက်ဆုံးမှပဲထည့်ပါတယ်နောက်ဆုံးအားလုံးချက်ပြီးအရသာလည်းအတော်ပဲဆိုရင်မဆလာလေးခတ်ပြီးတော့ပဲဒီသီးစုံပဲကလိုင်းချက်တာလေးရပြီးပါပြီရှင်ကဲနေကင်းစားစားပါတော့မယ်